ကို့ဘောမကောင်းတာကိုသိသားနဲ့ဘာလို့ကောင်းနေတာလဲတဲ့သိတယ်လေကလေးမှမဟုတ်ဖေးကောင်းတဲ့သူတွေရောမကောင်းတဲ့လူတွေရောအကုန်သိတယ်အစကတည်းကသူတို့ကောင်းတာကိုမျှော်လင့်ပြီးကောင်းခဲ့တာမဟုတ်ဖေးနဲ့ကိုတတ်နိုင်တဲ့လောက်ကောင်းပေးမယ်လို့ပဲစိတ်ထဲရှိတယ်နေမင်းကသူ့အလင်းရောင်တွေကိုဘလောက်ပဲပေးမှိန်သွားမယ်မထင်လို့ပါဒါပေမဲ့လက်ခံတဲ့သူတွေကတော့တန်မိုးထားမယ်ဆိုရင်တောက်ပတဲ့အလင်းရောင်တွေနဲ့ပျော်ရွှင်ပြီးလက်မခံတဲ့သူတွေကတန်မိုးမထားမသိတတ်ဘူးဆိုရင်တော့ပူလောင်ခြင်းတွေကိုပဲသူတို့ရပါလိမ့်မယ်ဘယ်အရာမဆိုလဲစေတနာအပြည့်နဲ့လှုပ်ပေးလိုက်ပါလောကကြီးကမျှတပါတယ်